desktop. ကျွန်တော်ဒီနေ့ကောင်းစဉ်က editing slide အဲဆိုရင်ကျွန်တော်စကျွန်တော်ဒီ file ကိုသင်ခန်းစာထဲမှာလည်းလေ့ကျင့်လို့ရအောင်ထည့်ပေးလိုက်မယ် debut. အဲကျွန်တော်ဒီမှာဘယ် file ကိုရွေးလိုက်မလဲဆိုတော့ကျွန်တော် waterfall ဆိုတဲ့ presentation file တစ် file ကိုရွေးလိုက်မယ် WS phone W wave central W wave 30 W waterfall model.p ကျွန်တော် waterfall model presentation ဆိုတာကျွန်တော် file လေးတစ် file ရှိတယ်အဲ့ဒါကိုအနောက်ခောက်ဖွင့်မယ် pane waterfall model.pptx PowerPoint slide 1 ဒီမှာကျွန်တော်တို့နည်းနည်း edit ပြန်လုပ်မယ်ပေါ့တချို့အပိုင်းတွေကိုပြင်ဆင်တာကြီးပြန်လုပ်မယ် center title click ပထမဆုံးဒီမှာ center title ပါမယ် graphic ပြီးတော့တပ်ပုံတစ်ပုံရှိမယ် center title slide 1မှာကျွန်တော်ဒါပဲရှိမယ် slide 2မှာ slide 2 what is the waterfall what is waterfall model ဆိုတော့ရှိမယ် title placeholder shape what is the waterfall model title place holder မှာတော့ဒါကိုရှင်းထားတဲ့အကြောင်းအရာကိုထည့်ထားတယ် object placeholder ဒီမှာကျွန်တော်ဘာနည်းနည်းပဲပြင်မလဲဆိုတော့ပထမဆုံးစာပဲအကြောင်းကြောင်းနဲ့စာပြန်ပြင်မယ်ဆိုရင် title place တ object ကယ်တော့အရှိရကျွန်တော်ပြောခဲ့တဲ့အတူတူပဲ title placeholder ဒီ title place holder တွေကိုဝင် edit multi lines enter ခေါက်လိုက်ကိုကြချင်တဲ့စာကိုဖြတ် what is the ဖြတ်ပြီးပြန်ရိုက်ရုံပဲဘာမှလုပ်စရာမလိုမပြင်တော့ဆိုရင် escape နဲ့ font ပြောင်းခြင်းလည်းပြောင်းပေါ့ title place အဲ့အပိုင်းကိုပြောပဲကျွန်တော်ဘာကိုပြန်ပြင်မှာလဲဆိုတော့ဒီမှာကျတော့ object place သူ့ရဲ့ default ဆိုတာကကျွန်တော် control M နဲ့လောက်ပြီးတော့ဒုတိယမြောက် slide တောင်းလိုက်တိုင်းမှာထပ်ထပ်ဟိုရလာတဲ့ title to content ပုံစံပေါ့ title တစ်ခုနဲ့ title place object place holder ဆိုတော့ text box လေး text box တော့မဟုတ်ဘူးအဓိကတော့စာရိုက်လို့ရတဲ့ box တစ်ခုနဲ့ရလာတဲ့ပုံစံအဲ့ဒါကသူ့ရဲ့ default ပုံစံဖြစ်နေရပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့က rectangle ထဲမှာကိုယ့်ရဲ့အကြောင်းအရာတွေကိုဖော်ပြခြင်းလဲဆိုလဲရတယ်အဲ့တော့ကျွန်တော်ဒီ slide ကိုဖြတ်ပြင်မယ်ဖြတ်ပြီးတော့ rectangle နဲ့ပြောင်းပြီးဖော်ပြမယ်ပေါ့ဒီအချက်လက်တွေကို title object အဲ့တော့ title ပဲပါတဲ့ slide 1အောင်တော့မပြင်ဘူး slide 1က slide 1 ဒီတိုင်းပဲထားမယ် slide 2 slide 2ကိုပဲပြင်မယ် title place title ကိုတော့ပုံမှန်ပြနေကြပုံစံတိုင်းပဲပြမယ် object placeholder ဒီ object place holder ဆိုတဲ့ဟာကိုတော့ဒီ box နဲ့မပြတော့ဘူးတခြားကျွန်တော် rectangle box တစ်ခုယူပြီးတော့ပြမယ် edit multi ဒီထဲကစာတွေတော့ copy ကူးပြီးယူမယ် copy ကတော့ပုံမှန် program တွေမှာကူးတဲ့အတိုင်းပဲ slow ပြီး copy ဆွဲလိုက်ရမယ် cut remove copy paste up copy put a copy of the selection on the clipboard so you can waterfall model.pptx file object placeholder ဒီ box ကိုကျွန်တော်ဖြတ်ပြလိုက်မယ် delete နဲ့ဖြတ်မယ်ဆို escape နဲ့ထွက်ပြီးတော့ဖြတ်ကြမယ်အဲကြ highlight တော့ဖြစ်နေတယ်ဒီမှာ object highlight ဖြစ်တဲ့အချိန်မှာကျွန်တော် delete လုပ်လိုက် slide 2 what is the waterfall model slide 2 title ကြီးပဲကျန်တော့တယ်ပေါ့အဲ့မှာကျွန်တော်တို့ box ကိုအစားထိုးမယ်ထိုးမယ်ဆိုတော့ဘယ်သွားမလဲဆိုတော့ insert ထဲပဲသွားမယ် order and နှိပ်လိုက်တယ်ပြီးကျွန်တော် annotate images shape ဆိုတဲ့ထဲမှာသွားပြီးတော့တခြား box တစ်ခုပုံစံနဲ့ပြန် information ကိုပြချင်တာပေါ့ script photo list chart add in my links group အကြောင်းအရာအားလုံးကတူညီတဲ့ box တွေနဲ့ပဲသုံးပြီးပြသွားမယ်ဆိုရင် presentation ကြည့်ရတာတစ်မျိုးဖြစ်သွားလိမ့်မယ်ပေါ့အဲ့တော့မတူညီတဲ့အကြောင်းအရာဖြစ်လာလို့ရှိရင်မတူညီတဲ့ box ပုံစံနဲ့ခွဲပြတာမျိုးပေါ့ action comments group text grouping text box talk text box ကိုမသုံးဘူး header and word art data slide object symbols symbol media group audio collapse screen pin ribbon tag insert grouping slides grouping tables grouping images group screenshot photo album illustrations smart art chart but add in group by add in split chart ကတော့ကျွန်တော်ပြောပြရင်နော် links grouping link button on avail action button comments group text grouping header and footer button word art collapse date and time slide number object button and symbols grouping equations symbol media grouping video audio collapse screen record pin ribbon toggle button press neat insert grouping slides grouping new slide split tables images grouping screenshot photo album illustrations grouping shapes collapsed insert ဒီမှာ illustration ဆိုတဲ့ထဲမှာ images illustrations grouping shapes collapsed insert မှာ shape color ဆိုတဲ့ထဲကျွန်တော်ဝင်မယ် the shape freeform script freeform မဟုတ်ဘူး lines grouping line not selected line rectangles grouping ဒီမှာ rectangle ရှိရ rectangle မှာတော့နောက်ထပ် design ထပ်ယူလို့ရသေးတယ် rectangle rounded corners not select rounded corner တွေပါတဲ့ rectangle အဲ့လိုဟာနဲ့ထည့်ချင်လား rectangle single corner snip single corner နဲ့ပဲထည့်မလားပေါ့ rectangle rounded corners not select အဲ့တော့အနားတက်တွေနည်းနည်းလုံးထားတဲ့ဟာလေးကျွန်တော်ရွေးလိုက်မယ်ရွေးပြန်တဲ့အနားခေါက်လိုက်မယ် waterfall model.pptx PowerPoint အဲ့တော့အနားခေါက်လိုက်ကျွန်တော်ယူလာဖြစ်သွားပြီပေါ့ကျွန်တော်တက်ချက်ပြန်ရွှေ့ကြည့်မယ်တကယ်တော့တက်ရွှေ့စရာတော့မလိုဘူး MVD နဲ့တက်နဲ့ဖိကြည့်လိုက်တည်ရ waterfall model.pptx PowerPoint pane ခါတော့မဖတ်ဘူးခါကျွန်တော် sketch ချက်လေးလိုက်မယ် waterfall ဒါမဖတ်တာ 001 waterfall methodology JSA window waterfall model.pptx PowerPoint slide 3 system requirements slide 2 ခါတော့ slide 2 what is the waterfall title placeholder shape object placeholder shape obscured covers left of title place covers left of rounded rectangle ဒီမှာနော် rounded rectangle ဆိုပြီးပါတယ် title place object placeholder shape obscured
ကျွန်တော်ဒီမှာ object shape holder ဆိုအဲ့ကောင်လေးကျွန်တော်ဖြတ်ပြလိုက်မယ်ခုနဖြတ်တာမှပြတ်သွားတာ Slide 2. What is the waterfall title placeholder shape? What is the waterfall model? ဟုတ်နော် Rounded rectangle. ဒီမှာ rounded rectangle ဆိုပြီးတော့ဝင်လာတယ်ပေါ့အဲ့ဒါကို enter ခေါက် Edit multi-line blank. enter ခေါက်ပြီးကျွန်တော်ခုန copy ကူးထားတဲ့စာကိုထည့်လိုက် Royce. On. Winst. By. 1970. In. Used. Introd. အဲ့တော့ကျွန်တော်စလုံးတွေဒီမှာ Wait. RFALL. အကုန်မပေါ်ဘူးဖြစ်နေ Wait. ဘာလို့လဲဆိုတော့ကျွန်တော်ရှိတဲ့စာတဘောကများနေလို့လည်းဖြစ်နိုင်တယ်နည်းနေလို့အဓိကတော့များနေလို့ပဲသူက rectangle ပေါက်စံမှာအကုန်မပေါ်ဘူးပေါ့ Rounded rectangle waterfall title place rounded rect အကုန်ပေါ်အောင်ဘယ်လိုလုပ်မလဲဒီ box ကိုချက်မယ်ချက်မယ်ဆိုရှစ်ကိုဖိထားပြီးတော့ right arrow နှိပ်ရမှာအဲ့လိုချက်တဲ့ခါမှာ ready စာရိုက်လို့ရတဲ့အနေထားမှာမဖြစ်ကောင်းသူ select လုပ်ထားတဲ့အခြေအနေပဲဖြစ် title place rounded rectangle waterfall အဲ့လို select လုပ်ထားတဲ့အခြေအနေပဲ focus ယူထားတဲ့အခြေအနေပဲဖြစ်ကြမယ်စာရိုက်နေမရအောင်စာရိုက်နေတဲ့အခြေအနေဖြစ်ခဲ့မယ်ဆိုရင် escape ပြန်ထွက်ရမှာပေါ့ escape ထွက်ပြီးတော့ title rounded rectangle ဒီ rounded rectangle ကိုကျွန်တော်တို့ select လုပ်ထားတဲ့ focus ယူထားတဲ့အခြေအနေပဲဖြစ်မယ်အဲ့ဒါမှကျွန်တော်နည်းနည်းချက်ကြည့်မယ် shift ကိုဖိထားမယ် 320 points from left slide edge 316 206 236 ချက်လိုက်ပြီဆိုလို့ရှိရင်အပေါ်အောက်ကအလိုလျောက်တော့ကျင်းသွားလိမ့်မယ်အဲ့ဒါကြောင့်စာရီထဲမှာပေါ်ပြီးလာတော့ပြန်ဝင်ကြည့်မယ် title click rounded rectangle edit multi-line waterfall model is a sequential model that divides software development into ခုနလောက်ကတော့အချိန်ကြီးမစိုးတော့ဘူး predefined phases. Each phase must be completed before the next begin with no up between the phases. နည်းနည်းလေးထပ်ချက်ကြည့်မယ်နော် Rounded rectangle waterfall title place rounded rectangle 220 106 140 put title plate rounded rectangle edit multi waterfall model is a sequential model that divides software development into predefined phases. Each phase must be completed before the next phase can begin with no overlap between the phases. Each phase is waterfall model is a sequential model that divides software development into justify လေးပြန်လုပ်မယ် slow ပြီးတော့ control ချင်နေတာ Waterfall model is a sequential model that divides software development into predefined phases. Each rounded rectangle ဒါဆိုတော့ခုနလောက်ကတော့အချိန်ကြီးမစိုးတော့ဘူး title split rounded rectangle waterfall ဒီ model လိုချက်တဲ့ခါမှာတော့မြင်တဲ့သူရဲ့အကူအညီနဲ့ချက်ရင်တော့ပိုအဆင်ပြေတယ်ကိုယ်စာလေးယောက်ကြာသွားတာဒါမှမဟုတ်အရန်ချက်လိုက်လို့ရှိရင် rectangle ပုံစံပြတ်သွားတယ်ဖြစ်နိုင်တယ် title place rounded rect ကျွန်တော်ကချက်လို့ကတော့ရတယ်ကြည့်ကောင်းတယ်မကောင်းဘူးကတော့အတိအကျသိဖို့ကတော့ခက်တယ်ရုပ်ပြစင်ပြည့်စာတွေက A ကအပေါ်ရောက်အောက်ကို B တွေ C ရဲ့လိုကျဲသွားတာတော့ကျွန်တော်သိတာဆိုတော့မသိမသာပုံစံပြတ်တာတော့သိဖို့ခက်တယ် title place rounded rect အဲ့တော့ကျွန်တော်ကဘယ် object ကိုပဲဖြစ်ဖြစ်အဓိကတော့ items ပေါ့ဒီ title ပဲကျွေးတာနောက် items ဒါမှမဟုတ်ရင် title placeholder shape what is title ပဲရွေး rounded အခုလိုမျိုး rounded rectangle ပဲရွေးအဲ့လို focus လုပ်ထားတဲ့အချိန်မှာအပေါ်အောက်ရွှေ့ချင်ကျွန်တော်တို့က up arrow down arrow နဲ့လေအပေါ်အောက်ကိုရွှေ့လို့ရတယ် ဘယ်ညာရွှေ့ချင် left right arrow နဲ့ရွှေ့ရင်အဲ့ဒီ object တစ်ခုလုံးကဘယ်ညာရွှေ့တယ် object တစ်ခုဆိုတာကို focus ဖြစ်နေတဲ့ object ပေါ့title ဆိုလဲ title ပေါ့အဲ့ဒီ object ကရွှေ့တယ် 130 ရှစ်ကိုဖိထားတာကြတော့အဲ့ဒီ object ကိုအချင်းကျယ်လောက်တာကို focus လုပ်ထားတဲ့ဟာကိုအချင်းကျယ်လုပ်ပြီးတော့ left right နဲ့ဆိုရင်အချင်းကျယ်ပြောင်းလဲလုပ်တယ်မဖိထားလို့ရှိရင်တော့အဲ့ဒီ object ကိုအပေါ်အောက်ဒါမှမဟုတ်ရင်ဘယ်ညာရွှေ့လို့ရတယ် title placeholder shape what is the waterfall rounded rectangle what အဲ့ဆိုတော့ကျွန်တော်ဒီ edit လုပ်တဲ့အပိုင်းမှာဒီလောက်နဲ့အဆုံးသတ်လိုက်